အာဆင်နယ်အသင်းတို့စမ်းချက်လက်သစ်ဖြစ်လာမလားခရစ္စတိုဆိုလစ်အာဆင်နယ်အသင်းကယခုနှစ်မှာအင်အားဖြည့်တည်မှုအနေနဲ့လောက်လာဆိုလို့ Greek တောင်ပန်ကစားသမားခရစ္စတိုဆိုလစ်တယောက်လောက်သာဖြည့်တင်နေတာတွေ့ရတယ်အဆိုပါဘယ်တောင်ပန်ကစားသမားဟာအာဆင်နယ်အသင်းရဲ့ဒီနှစ်မှာအရေးကြီးလိုအပ်နေတဲ့ဘယ်တောင်ပန်ကိုအကောင်းဆုံးအားဖြည့်ပေးဖို့အတွက်အရန်ကစားသမားအနေနဲ့သာခေါ်ယူထားခြင်းဖြစ်တယ်ဒါပေမဲ့ဒီကစားသမားရဲ့ခြေစွမ်းကအရန်ကစားသမားလားလို့မေးရလောက်အောင်ကိုမနှစ်က Club Brugge အသင်းမှာအကောင်းဆုံးခြေစွမ်းပြပြီးသွင်းဂိုးနဲ့အဆစ်ပေါင်း30ကျော်လုပ်ခဲ့တယ်သူ့ရဲ့ကစားပုံကိုကြည့်ရတာတစ်ချိန်လုံးကအလက်စစ်ဆန်ချက်ကိုပြန်မြင်နေရတယ်လို့ပဲရက်ပူတယ်ခန္ဓာကိုယ်တောက်တယ်တိုးရဲတယ်ကန်သွင်းချက်တွေတီးကြတယ်ကိုဖန်နေမှုသေးတတ်တယ်အေရီယာပြန်ကနေလဲအပပြင်းထက်တဲ့ကန်ချက်တွေကန်သွင်းနိုင်တယ်လို့ဘောလုံးနဲ့တသားနဲ့ဆွဲပြီးမှုမှာလဲတော်တော်လေးကိုအစင်တန်းမြင်တာတွေ့ရတယ်ဒီလို player မျိုးကိုအာဆင်နယ်အသင်းကပေါင်35တန်းနဲ့ရအောင်ခေါ်ယူနိုင်ခဲ့တာဆိုတော့ဒါဟာအခုလို player တယောက်ရဲ့အကြီးတွေကခြေစွမ်းနဲ့ပြလာပြီဆိုရင်တန်းတရာအထက်ရှိနေတဲ့ခေတ်ကြီးထဲမှာတော်တော်လေးကိုစမတ်ကြတဲ့ပြောင်းရွှေ့တစ်ခုလို့ပြောလို့ရတယ်တော်တော်လေးကိုထိရောက်တဲ့အားဖြည့်မှုတစ်ခုလို့လည်းပြောလို့ရတယ်အရန်ကစားသမားအနေနဲ့ဝယ်တာဖြစ်တဲ့အတွက်ခြေစွမ်းမပြနိုင်ခဲ့ရင်လည်းအများကြီးဆုံးရှုံးစရာမရှိသလိုအဆိုပါနေရာမှာတကယ်ကိုဘေးဆိုင်တစ်ခုကိုပြုတ်လုပ်နိုင်မှာဖြစ်တဲ့အတွက်အာဆင်နယ်တင်းတော့တော်တော်လေးကြိုးရှိတဲ့အပြောင်းရွှေ့တစ်ခုလို့ပြောလို့ရတယ်ခရစ္စတိုဆိုလစ်ကတစ်ချိန်လုံးကတော့နော်ဝေအသင်းမှာကစားဖို့ခဲ့ပြီးပရီးမီးယားလိမှာမအောင်မြင်ခဲ့ပေမဲ့အခုတစ်ခါတော့သူ့ရဲ့အတွေ့အကြုံနဲ့ခြေစွမ်းတွေကိုဘယ်ဂျီယန်ကလပ်ဘရူးမှာအကောင်းဆုံးဖြည့်တင်းနိုင်ပြီဖြစ်တဲ့အတွက်ဒုတိယအကြိမ်မြောက်ပရီးမီးယားလိကိုရောက်လာခြင်းကသူ့အတွက်အကောင်းဆုံးစိန်ခေါ်မှုတွေကိုရင်ဆိုင်နိုင်မှာလားဒါမှမဟုတ် flop သွားမလားဆိုတာကိုကျွန်တော်တို့ဆက်ပြီးစောင့်ကြည့်ရမှာဖြစ်တယ်။ဇိုလေးရဲ့အဓိကအားသာချက်ကတော့အာဆင်နယ်အသင်းမှာတော်တော်လေးကိုရှားပါနေတဲ့ Ambroda ကောင်းကောင်းထုတ်နိုင်ခြင်းပဲဖြစ်တယ်။အာဆင်နယ်အသင်းရဲ့တောင်ပန်ကစားသမားတွေကပုံမှန်ခြေစွမ်းရှိကြပေမဲ့ဘူကာယိုဆာကာတယောက်ကလွယ်ရင်အဆုံးသက်ကန်ချက်တွေအဆုံးသက်ပေးပို့မှုတွေတော်တော်လေးအားနေတာတွေ့ရတယ်။နိုနီမာဒူဂေးကတယောက်တည်းနဲ့တစ်ဖက်နောက်တန်းကိုရှုပ်ရှက်ခတ်သွားအောင်မှွေနိုင်ပေမဲ့တကယ်တမ်းသူ့စီကနေနောက်ဆုံးအဆုံးသက်ကန်သွင်းချက်တွေပေးပို့မှုတွေကတော်တော်လေးအားနေတက်ပြီးတော့မာတင်နယ်လီနဲ့ Trossard ဆိုလို့ရှိရင်လည်းတကယ်ကို Ambroda အားနေတဲ့ player တွေဖြစ်တယ်။မနှစ်ကဆိုလို့ရှိရင်တောင်မန်စီကနေထွက်လာတဲ့ဖန်တီးမှုလောက်လာမရှိတဲ့အတွက်တိုက်စစ်မှုဗီတာယောဂရက်ကလိုအပ်တဲ့ဂိုးတွေသိမ့်မရခဲ့ပဲနဲ့သွင်းဂိုးအများစုအတွက် set speed တွေကိုအဓိကအားကိုးနေရတာဖြစ်ပါတယ်။ယခုနှစ်မှာတော့အဆိုပါအားနည်းချက်ကိုအကောင်းဆုံးပြုပြင်နိုင်ဖို့ပထမဦးဆုံးဘယ်တောင်မန်အတွက် squad တက်လူစင်းလောက်ကိုပင်ဒီလို player မျိုးဝယ်ပြီးအားဖြည့်တာဖြစ်တဲ့အတွက်လာမယ့်နှစ်မှာအာဆင်နယ်အသင်းဘယ်လောက်ထိလုံးပြနိုင်မလဲကျွန်တော်တို့ဆက်လက်စောင့်ကြည့်လိုက်ရအောင်။ဂရီလိုခန်းစင်အားတန်တဲ့ဥရောပအသင်းတစ်ရဲ့တောင်ပန်ကစားသမားတစ်ယောက်ဖြစ်ပေမဲ့လက်ရှိခရစ္စတိုဆိုလစ်ရဲ့ခြေစွမ်းအားဆိုလို့ရှိရင်တိုက်စစ်လိုက်ပါမှုပါမှာတော်တော်ကိုအကျိုးသက်ရောက်မှုရှိပြီးသူ့ရဲ့အားနည်းချက်ဖြစ်တဲ့ခန်းစင်လိုက်ပါမှုအားနည်းတာကိုတော့မီကေအာတီတာဘယ်လိုများပြုပြင်ပေးနိုင်မလဲအာဆင်နယ်အသင်းအတွက်ကောဘယ်လိုမျိုးခြေစွမ်းနေနဲ့အမြင့်ဆုံးထိရောက်အောင်ပို့ဆောင်ပေးမလဲဒါတွေကိုကျွန်တော်တို့တွေဆက်လက်စောင့်ကြည့်ရင်ရင်ခုန်လိုက်ကြရအောင်အားလုံးကိုကျေးဇူးတင်ပါတယ်